ခွင့်လွတ်တယ်ဆိုတာမင်းရဲ့အားနည်းချက်ကိုဖော်ပြတာမဟုတ်ပါဘူးမင်းဘယ်လောက်တန်ပါတယ်ဆိုတာကိုဖော်ပြတာပါမင်းကိုနာကျင်စေခဲ့သူမင်းရဲ့အိမ်မက်တွေကိုချိုးနှိမ်ခဲ့သူဒါမှမဟုတ်မင်းကိုယ်တိုင်ပဲအပြစ်ရှိတယ်လို့ခံစားနေရတဲ့အရာတွေကိုလွတ်ချလိုက်ဖို့အချိန်တန်ပါပြီခွင့်လွတ်ခြင်းဟာအခြားသူအတွက်မဟုတ်ပါဘူးမင်းအတွက်ပါဒါဟာမင်းရဲ့နှလုံးသားကိုလေးလံတဲ့ဝန်ထုတ်ဝန်ပိုးတွေစီကလွတ်မြောက်စေမဲ့ရွေးချယ်မှုပါခွင့်လွတ်ဖို့ဆိုတာလွယ်ကူတဲ့အရာမဟုတ်ပါဘူးဆိုတာသိပါတယ်ဒါပေမဲ့စူးစမ်းကြည့်ပါနေ့တိုင်းနေနေချင်းလွတ်ချတဲ့အရာကိုလွတ်ချကြည့်ပါမင်းရဲ့အတိတ်ကမင်းကိုထိန်းချုပ်ခွင့်မပေးတော့ပါစေနဲ့မုန်းတီးမှုတွေနောင်တတွေကမင်းနာခဲ့ရဲ့စွမ်းအင်တွေကိုစုပ်ယူနေတယ်ဆိုတာတတိယပါခွင့်လွတ်လိုက်ခြင်းဟာမင်းကိုပုံမလွတ်လပ်ပြီးပေါ်ပါလာစေနဲ့ပထမဆုံးခြေလှမ်းပါဒီနေ့ကစားပြီးကိုခွင့်လွတ်ပါအခြားသူတွေကိုခွင့်လွတ်ပါအတိတ်ကိုခွင့်လွတ်လိုက်ပါဘာကြောင့်လဲဆိုတာသိလားမင်းရဲ့တန်ဖိုးဟာမင်းထဲမှာရှိတဲ့ချစ်ချင်းမေတ္တာနဲ့ခွင့်လွတ်နိုင်စွမ်းပါပဲခွင့်လွတ်ပါရှေ့ဆက်ပါမင်းရဲ့ဘဝဟာဒီထက်ပိုပြီးလှပလာမှာပါမှတ်ထားပါခွင့်လွတ်ခြင်းဆိုတာကိုချစ်မြတ်နိုးတဲ့နည်းလမ်းတစ်ခုပါ